အနေတော့လည်းငါးပါးကိုအာယုံပြည့်ညီညာဖြတ်ကြကြပါစို့တရားယရဏတရားယရဏသံဃာယရဏမိဘဆရာသမားတို့အားယောသည်များလုံးလည်းဆုံးမှုရှိခုပူဇော်ဥညောမလျောက်ကတော်ညသောပူဇော်တပနာမစေရဏတရားပညာဝိရိယတို့ကြောင့်မိတို့အလုံးရှိတောင်းတာအပ်သောမောအိုမတိအမြဲနေသောနိဗ္ဗာန်တော်၎င်းဒုက္ခခါသိချုပ်ခြင်းရာပြတ်သောနိဗ္ဗာန်တော်၎င်း1500ခိရိတာရဲ့ချုပ်ရခြင်းကသင်္ဃပြည့်သောနိဗ္ဗာန်တော်၎င်းမိမိတို့ယခုအာထုတ်ဆက်ဖြစ်သောဝိပဿနာဉာဏ်သည်လေးမြန်းစွာမဲ့ဉာဏ်တို့ကျေစုပြု၍နိဗ္ဗာန်တော်မြတ်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေဟုတ်တော့မောလာနာဗျာမေလာမြင်တာသေဇာနာကုသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာလေကိုအနောသေကြောင့်တလွာပစ္စုပန်ကျိုးတလွာပစ္စုပန်ကြောင့်တလွာနာဂတ်ကျိုးတလွာသင်္ဃာဒသနကဝိသာသင်္ခါရဝိညာဉ်ဉာဏ်ယုတ်သာလယနာပတ္တ
တိတ်အကြောင်းအခြေအရာ၅ပါးကိုပေါ်ပြပါအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝပါဗျာအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝဝဲအနေနဲ့ဘဝတဲ့တွဲမလားကိလေသာဝနေကာမဝတ္တဗျာကိလေသာဝနဲ့ကာမဝတ်ကိုပိုင်းခြားပြီးတော့ထောက်ပြပါအဝိဇ္ဇာတဏှာဥပါဒံကိလေသာဝတ္တဗျာသင်္ခါရနဲ့ဘဝကကာမဝတ္တဗျာကိလေသာနဲ့ကာမဝတ်ကိုအခြေရအနေနဲ့ဘယ်အခြေရတဲ့တွဲမလားအေကြောင့်ရှိရမှာပါဗျာဒီကြောင့်အခြေရ၅ပါးဆိုတာဘာခေါ်တာလဲအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝပါဗျာဝိဇ္ဇာသင်္ခါရသမဥပါဒံဘဝသစ္စာပေါ်တော့ဘာသစ္စာလဲသမုဒယသစ္စာပါဗျာအကွက်နဲ့ဘယ်ကွက်မှာလဲဒီကွက်မှာပါဗျာပြစ္ဆုတ်ပါအကြောင်းအခြေရ၅ပါးပေါ်ပြပါတဏှာဥပါဒံဘဝဝိဇ္ဇာသင်္ခါရပါဗျာတဏှာဥပါဒံဘဝဥစ္စာသင်္ခါရဝဲအနေနဲ့ဘဝတဲ့တွဲမလားကိလေသာဝနေကာမဝတ္တဗျာကိလေသာဝနဲ့ကာမဝတ်ကိုပိုင်းခြားပြီးတော့ထောက်ပြပါတဏှာဥပါဒံဝိဇ္ဇာကိလေသာဝတ္တဗျာဘဝနဲ့သင်္ခါရကကာမဝတ္တဗျာကိလေသာဝနဲ့ကာမဝတ်ကိုအခြေရအနေနဲ့ဘယ်အခြေရတဲ့တွဲမှာလဲပစ္စုပ္ပန်အကြောင်းရှိရမှာပါဗျာပစ္စုပ္ပန်အကြောင်းအခြေရ၅ပါးဆိုတာဘာခေါ်တာလဲတဏှာဥပါဒံဘဝဝိဇ္ဇာသင်္ခါရပါဗျာတဏှာဥပါဒံဘဝဥစ္စာသင်္ခါရသစ္စာဘောတော့ဘာသစ္စာလဲသမုဒယသစ္စာပါဗျာအကွက်အနေနဲ့ပဲကွက်မှာသုံးကွက်ပါဗျာသုံးကွက်ကသမုဒယသစ္စာတစ်ကွက်ကသမုဒယသစ္စာအခေါ်မတူဘူးလားတူပါရဲ့ဗျာအခေါ်တူညတဲ့အတိတ်နဲ့ပြစ္ဆုတ်ပံမချာနာဘူးလားချာနာပါရဲ့ဗျာအတိတ်ဆိုတော့လွန်ခဲ့ပြီးအသုံးချလို့ရပါမရပါဘူးဗျာအတိတ်ကသမုဒယသစ္စာဘလူဥရှိလဲအဝိဇ္ဇာဥရှိပါရဲ့ဗျာပြစ္ဆုတ်ပံသမုဒယသစ္စာဘလူဥရှိလဲတဏှာဥရှိပါရဲ့ဗျာပိုင်းခြားသည်ဖို့မလိုဘူးလားလိုပါရဲ့ဗျာပစ္စုပ္ပန်အကျိုးအခြေရ၅ပါးပေါ်ပြပါဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာဝဲအနေနဲ့ဘဝထဲတွေ့မှာနော်ဝိပါကဝတ်ပါဗျာဝိပါကဝတ်ဆိုတာဘာခေါ်တာလဲဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာအချင်းရပဲချင်းရတဲ့တွေ့မှာလဲပစ္စုပ္ပန်ကျိုးရှိရမှာပါဗျာပစ္စုပ္ပန်အကျိုးအခြေရ၅ပါးဆိုတာဘာခေါ်တာလဲဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာခန္ဓာဖွဲ့တော့ခန္ဓာ၅ပါးမြတ်ရပါရဲ့ဗျာခန္ဓာ၅ပါးသစ္စာဖွဲ့တော့ဘာသစ္စာဒုက္ခသစ္စာပါဗျာအကွက်နဲ့ပဲကွက်မှာဒီကွက်မှာပါဗျာအနာကအကျိုးအခြေရ၅ပါးပေါ်ပြပါဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာဝက်အနေနဲ့ဘဝတဲ့တွေ့မှာဝိပါကဝတ်ပါဗျာဝိပါကဝတ်ဆိုတာဘာခေါ်တာလဲဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာအခြေရအနေနဲ့ဘယ်အခြေရတဲ့တွေ့မလားအနာဂတ်ကျိုးရှိရမှာပါဗျာအနာကအကျိုးအခြေရ၅ပါးဆိုတာဘာခေါ်တာလဲဝိညာဏယုတ်ပါဠိယနာဖတ်တာဝေဒနာပါဗျာဝိညာဏသနာဖတ်တာဝေဒနာခန္ဓာဖွဲ့တော့ခန္ဓာ၅ပါးမြတ်ရပါရဲ့ဗျာခန္ဓာ၅ပါးသစ္စာဖွဲ့တော့ဘာသစ္စာဒုက္ခသစ္စာပါဗျာဒုက္ခသစ္စာဆိုတာဘယ်သဘောခေါ်တာလဲဒုက္ခခန္ဓာဟောကံပစ္စည်းသောသဘောစုဖြစ်ပြမှုဝေဒနာခန္ဓာခံစားသောသဘောစုဖြစ်ပြမှုသင်္ကေတခန္ဓာမတ္တသောသဘောစုဖြစ်ပြမှု
ဖြစ်ပြမရလား ရပါတယ်ဗျာ ဖြစ်ပြဘာသစ္စာ ဒုက္ခသစ္စာပါဗျာ အကွက်အနေနဲ့ပဲကွက်မှာ ဒီကွယ်ပါပါဗျာ လဲကွက်ကဒုက္ခသစ္စာနှစ်ကွက်ကဒုက္ခသစ္စာအခေါ်မတူဘူး တူပါတယ်ဗျာ အခေါ်တူညာတဲ့ပြစ္ဆုတ်ပန်နဲ့အနာဂတ်မချာနာဘူးနော် သာနာပါတယ်ဗျာ အနာဂတ်ရောက်ပြီနော် မရောက်သေးပါဘူးဗျာ မရောက်တဲ့အသုံးချလို့ရပါမလား မရပါဘူးဗျာ သူရောက်ဆဲဖက်ကွက်မှာနော် ပြစ္ဆုတ်ပန်ဒီကွယ်ပါပါဗျာ ပရိစ္ဆတ်အကွက်ဖန်တဲ့ကွက်ရှိ ဒီကွယ်ရှိပါတယ်ဗျာ ဒါကွက်လည်းဖန်တာပါ ပါပါဗျာ ငါလေးလီ 20 ဤရှစ်သွဲကို အလွယ်ကျမတိစေတတိတန္တရာမတို့ကြောင့်ဒီဟောလာနာဗျာဝိသာယင်တနာသေဇာနာကုသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာလေကိုအလွာအေယောတလွာပိစုပံယုတလွာပိစုပံယောတလွာနာဂယုတလွာအင်္ဂါဒသနဘအဝိဇ္ဇာသင်္ခါရဝိညာဏယောတယနာပါသဝေဒနာကနာဥပါဒံကာမဘောသာတိသရမရဏဘေကောများနှင့်အဝိဇ္ဇာသသရမရဏသုံးသောမအစသင်္ခါရနှင့်ဝိညာဏမာသစဝေဒနာနှင့်တဏှာယမာသစကာမဘောနှင့်ဇာတိယမာသစနာယမူလတဏှာနှင့်အဝိဇ္ဇာဘောနောဝါနှင့်ဣတိကာဝောကာမဝောဝိမာကဝောကာလသောမြာသောတိတိသောတေကာလယုတ်တိစေပိစုပံကာလနောတိလကနာဂကာလခြင်းယာနာစာပေသောရှိယာနာဝါပိစုပံကျိုးခြင်းယာနာဝါပိစုပံကြောင့်ခြင်းယာနာဝါနာဂကျိုးခြင်းယာနာဝါ ကိလေသာဝကာမဝဝိပါကဝကိလေသာဝဘယ်နှပါလဲ သုံးပါပါဗျာ ကာမဝဘယ်နှပါလဲ နှစ်ပါပါဗျာ ဝိပါကဝဘယ်နှပါလဲ ရှစ်ပါပါဗျာ ကိလေသာဝသုံးပါးကိုပေါ်ပြပါ အဝိဇ္ဇာတဏှာဥပါဒံပါဗျာ သစ္စာ၄ပါးကိုမသိတာ အဝိဇ္ဇာပါဗျာ ခန္ဓာ၅ပါးကိုမသိတာ အဝိဇ္ဇာပါဗျာ အာရဏ12ပါးကိုမသိတာ အဝိဇ္ဇာပါဗျာ ဓာတ်18ပါးကိုမသိတာ အဝိဇ္ဇာပါဗျာ ပရိစ္ဆသုတ်ပတ်တရားတော်ကိုမသိတာ အဝိဇ္ဇာပါဗျာ တိတဲ့တိထက်တဲ့တရားကိုမသိလို့အဝိဇ္ဇာလို့မခေါ်တော့ ဟောပါလေဗျာ တိယဝိဇ္ဇာပေါ့ မှန်ပါဗျာ ဤခန္ဓာအာနတ္တသစ္စာတရားပေါ်မှာလူနဲ့ဓမ္မသက်တော်လို့နှလုံးသွင်းမှားတာကော အဝိဇ္ဇာပါဗျာ နှလုံးသွင်းမှားတာအဝိဇ္ဇာနော် မှန်ပါဗျာ ဤခန္ဓာအာရဏတ္တသစ္စာတရားကြီးကဖြည့်ပြီးတော့မပြည့်လား ပြည့်ပါလေဗျာ ဘာသစ္စာလဲ ဒုက္ခသစ္စာပါဗျာ ဒုက္ခသစ္စာတရားကြီးမထင်ရှားဘူးလား သစ္စာပါလေဗျာ ဒီဒုက္ခသစ္စာတရားပေါ်မှာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာလို့နှလုံးသွင်းမှားတာကော အဝိဇ္ဇာပါဗျာ နှလုံးသွင်းမှားတော့လူရှင်တာဘလို့လဲ တဏှာပါဗျာ မရရင်ပနေဘူးလို့ဆွဲလန်းတာ ဥပါဒံပါဗျာ အဝိဇ္ဇာတဏဥပါဒံဤသုံးခုဘဝတည်းသွင်းမှာလဲ ဒီလေသာဟောပါဗျာ သစ္စာဖွဲ့တော့ဗသစ္စာလဲ သမုဒယသစ္စာပါဗျာ ကမ္မဝနှစ်ပါးကိုပေါ်ပြပါ သင်္ခါရနဲ့ကမ္မဘောပါဗျာ ဇက်ကပြောတော့ဘယ်သင်္ခါရတတ်မလဲ ဝစီသင်္ခါရပါဗျာ ရှင်းနေလေးနဲ့ပြီးတော့ဘယ်သင်္ခါရ ကာယသင်္ခါရပါဗျာ စိတ်ကကျန်တော့ဘယ်သင်္ခါရ စိတ်ဓာတ်သင်္ခါရပါဗျာ ဇက်ကပြောတော့ဘယ်ကံလဲ ဝစီကံပါဗျာ ရှင်းနေလေးနဲ့ပြီးတော့ဘယ်ကံလဲ ကာယကံပါဗျာ စိတ်ကကျန်စီတော့ဘယ်ကံလဲ မနောကံပါဗျာ ကာယကံဝစီကံမနောကံဤသုံးပါးဘဝတည်းသွင်းမှာ ကာမဝုပါဗျာ ကိလေသာဝနဲ့ကာမဝကိုသစ္စာဖို့တော့ဗသစ္စာ သမုဒယသစ္စာပါဗျာ အကွက်အနေနဲ့ပဲကွက်မှာ ဧကမပါဗျာ
ဝိပါကဝတ်ရှစ်ပါးကိုပေါ်ပြပါဝိညာဏယုတ်တာလယနာပါကဝေဒနာသာတိသရမရဏပါဗျာဝတ်အနေနဲ့ဘဝတည်းတွေ့မှာဝိပါကဝတ်ပါဗျာသစ္စာဖို့တော့ဘာသစ္စာဒုက္ခသစ္စာပါဗျာအကွက်နေတဲ့ဘယ်ကွက်မှာဒီကွက်ပါဗျာပရိစ္ဆသဗျာအကွက်ဖန်တော့ကွက်ရှိဒီကွက်ရှိပါဗျာဒါကွက်လည်းဖယ်နှပါးပါဗျာငါလေးလီ30ဤရှစ်သွဲကိုအရွယ်ကျမတိစေအတ္တိတံဃာမလုကြောင့်ဤသာဓုသာဓုသာဓုမူလနှစ်ဖြာတစ်ခေါက်မူလနှစ်ဖြာသစ္စာနှစ်ခုဧကုတ္တဝါအင်္ဂါ32ပါးဧကုမြာနိသုံးပါးအစမယမူလဘုသုံးဝါနိကာလသုံးပြရှင်ရ20ဤရှိတွေကိုအဝေကျမဤစေအတ္တိသံဃာမလုကြောင့်ဤနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဝိညာဉ်ဤသူသစ္စာအဖြစ်ကမ္မတရတမ္မာဒိဋ္ဌိအကုသိုလ်ကံကုသိုလ်ကံတရားနှစ်ပါးကိုယုံကြည်ရမယ်လို့မဟုတ်လားဟုတ်ပါရဲ့ဗျာပါဏာတိပါဒအစဒုရမိရိယအဆုံးမာနာတိပါဒသမိစ္ဆာတိတဲ့အဆုံးကိုကျူးလွန်ရင်ကုသိုလ်လားအကုသိုလ်အကုသိုလ်ပါဗျာအကုသိုလ်ကံအကြောင်းကြောင့်အကျိုးတရားကတည်တည်ချမယ်၌ငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်လို့မဟုတ်လားဟုတ်ပါရဲ့ဗျာရှမ်းသာတဲ့တရားလားရှင်းတဲ့တရားရှင်းတဲ့တရားပါဗျာဒါအကုသိုလ်ကံကြောင့်ဖြစ်တာနော်မှန်ပါဗျာယုံကြည်ဖို့မကောင်းလားကောင်းပါရဲ့ဗျာပါဏာတိပါဒအစဒုရမရိယဆုံးပါဏာတိပါဒမိစ္ဆာတိတဲ့ဆုံးကိုရှောင်ကျင်ရင်အကုသိုလ်လားကုသိုလ်လားကုသိုလ်ပါဗျာကုသိုလ်ကအကြောင်းကြောင့်အကျိုးတရားကလူပြေနတ်ပြည်6တက်လို့မဟုတ်လားဟုတ်ပါရဲ့ဗျာရှင်းတဲ့တရားလားချမ်းသာတဲ့တရားချမ်းသာတဲ့တရားပါဗျာဒါကုသိုလ်ကံကြောင့်ဖြစ်တာနော်မှန်ပါဗျာယုံကြည်ဖို့မကောင်းလားကောင်းပါရဲ့ဗျာဒါကြောင့်အကုသိုလ်ကံကုသိုလ်ကံတရားနှစ်ပါးကိုယုံကြည်ရင်အကုသိုလ်ကိုရှောင်ရမှာပေါ့မှန်ပါဗျာကုသိုလ်ကိုဆောင်လို့မဟုတ်လားဟုတ်ပါရဲ့ဗျာသိရှိတတ်လို့ကမိကြီးကဆက်လို့ရှင်အောင်ကြီးတည်တတ်မဆုံးပါဏာတိပါဒကံမတည့်ဘူးလားခိုင်းပါရဲ့ဗျာပါဏာတိပါဒကံတဲ့တည်တည်ချမဲ့နဲ့အပေကလွတ်ပါမလွတ်ပါဘူးဗျာအပေကိုကြည်ငရေကိုအာရအောင်ခံငရေသိစိတ်ကျွတ်သွားတော့တိရစ္ဆာန်ဘဝရောက်တယ်နော်မှန်ပါဗျာတိရစ္ဆာန်ဆိုတော့နေရသားဘဝပေါ့မှန်ပါဗျာတိရစ္ဆာန်တည်တော့ငရေပေါ့မှန်ပါဗျာငရေတဲ့ကရှိတော့လေတိရစ္ဆာန်ပေါ့မှန်ပါဗျာတိရစ္ဆာန်နဲ့ငရေရစ်တန်းရှည်တယ်လို့ဆရာတော်သမတော်တွေမဟုတ်လားဟောပါရဲ့ဗျာလူဖြစ်ကိုရဖို့မလွယ်ဘူးနော်မှန်ပါဗျာလူဖြစ်ကိုရရတယ်ထားမွေးချင်းတည်တဲ့ကလေးတွေမရှိလားရှိပါရဲ့ဗျာလာသားနဲ့တည်တာမရှိလားရှိပါရဲ့ဗျာကြောင်းသားရွယ်နဲ့တည်တာမရှိလားရှိပါရဲ့ဗျာတထေသားပဲဖြစ်ဖြစ်တထေတိမိပဲဖြစ်ဖြစ်ငယ်ငယ်ရွယ်နဲ့တည်တော့တထေရဲ့စီစဉ်ကိုခံစားရရဲ့နော်မခံစားရပါဘူးဗျာအိုးဖို့ရိုးရုံနဲ့ပြောလို့တည်တော့တာနော်မှန်ပါဗျာလူဖြစ်ကျိုးရှုံးတာပေါ့မှန်ပါဗျာအသစ်တူတယ်လို့မပြောလားပြောပါရဲ့ဗျာအသစ်တူတာအလိုလိုဖြစ်တာလားအကြောင်းကြောင့်အကျိုးတရားပေါ်တာအကြောင်းကြောင့်အကျိုးတရားပေါ်တာပါဗျာသိရှိတတ်တော်တို့သတ်ခဲ့တာကွနော်မှန်ပါဗျာအသစ်တူတာပေါ့မှန်ပါဗျာအားလုံးသတ်တော်အပေါ်မှာကိုချင်းစာမယ်ဆိုမြစ်တာတတ်တော်အနန္တောကွနော်မှန်ပါဗျာကိုချင်းစာဖို့မကောင်းလားကောင်းပါရဲ့ဗျာကိုချင်းစာတရားကအင်မတန်နေတာကိုကြွယ်ကြတယ်မှန်ပါဗျာကိုကဲအနန္လိုတာနော်မှန်ပါကိုကဲအတာလိုတာနော်မှန်ပါဗျာကိုချင်းစာမပါဘူးကြာလားမှန်ပါဗျာတ
တီလာနဲ့ပြည့်စုံလို့ကိုချင်းစာမှပြည့်စုံတာကွာ မှန်ပါဗျာ အရှိန်ကဖိုးကြီးဖွားကြီးတဲ့အသက်80ကျော်80စားနေတယ်သွားနေတယ်လုံးနေတယ်မပြောကြဘူးနော် ပြောကြပါရဲ့ဗျာ တီလာကုသိုလ်ကောင်းတာကိုလို့အဖြစ်မပေးလား ပေးပါရဲ့ဗျာ တော့များထင်ရှားတယ်လေနော် မှန်ပါဗျာ တိတိတလုံးပန်းတူဟင်းတညွန့်ကစရွှေကိုကြောက်တန်ပရမယထိပိုင်ရှင်းအခွင့်မပြုဖြစ်နေယူအာရဏကံမထင်လား တိုင်းပါရဲ့ဗျာ အာရဏကံထက်တည်တည်ချောင်းနဲ့အပေကလွတ်ပါ မလွတ်ပါဘူးဗျာ အပေကိုကြငရဲကိုအာယံခံငရဲတက်စီလူပြတာလူဖြစ်တဲ့ဘဝမှာအငဲ့ပြည့်တယ်နဲ့ရေဆန်းရတယ်နော် မှန်ပါဗျာ ဘလို့စားဝဲလေးပြည့်နော် မပြေပါဘူးဗျာ အလိုဖြစ်တာလားအကြောင်းကြောင့်အကျိုးတရားပေါ် ကြောင်းကြောင့်ကျိုးရပေါ်တာပါဗျာ အငဲ့ပြည့်တယ်လားအကြောင်းရှာကြတယ်အတိတ်ဘဝကသူများစားမယ်အစားအစာကိုခိုးခဲ့တာပေါ့ မှန်ပါဗျာ သူများဝဲမယ်အထည်ကိုပစ္စည်းတွေခိုးခဲ့တာပေါ့ မှန်ပါဗျာ အလိုဖြစ်တာလားအကြောင်းကြောင့်အကျိုးတရားပေါ် ကြောင်းကြောင့်ကျိုးရပေါ်တာပါဗျာ အဲ့လိုစိတ်သိပုံမကောင်းလား မှန်ပါရဲ့ဗျာ ဒါယုံကြည်ဖို့လိုတယ်နော် မှန်ပါဗျာ ဒါကြောင့်ကျိုးသိရင်သိပြီးရှောင်းရတာပေါ့ မှန်ပါဗျာ သစ္စာတိတော့ကလည်းပယ်ရတာပေါ့ မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါရဲ့ဗျာ ဝိညာဉ်သူသစ္စာအနေနဲ့ရှောင်းရတယ်နော် မှန်ပါဗျာ ပြေရတဲ့ပရမတ္တသစ္စာဘက်ကသိရင်ပယ်ရတာပေါ့ မှန်ပါဗျာ အဲ့လိုလေ့လာဖို့လိုတယ် မှန်ပါဗျာ လင်းရှိမရရှိနဲ့ကျိုးကြော်စောကြောင့်ကာမီတို့မစ္ဆန်ရှာရကံမတဲ့ တိုင်းပါရဲ့ဗျာ ထိုင်တည်တည်ချမ်းနဲ့အပေရလွတ်ပါ မလွတ်ပါဘူးဗျာ အပေကိုကြငရဲကိုအာယံခံငရဲတဲ့စိတ်လူပြည့်တာလူဖြစ်တဲ့ဘဝမှာလူချင်းတူရဲ့လား မတူပါဘူးဗျာ အိဋ္ဌိလင်ပုံးလင်နော် မှန်ပါဗျာ လူဖြစ်ကျိုးရှုံးတာပေါ့ မှန်ပါဗျာ အလိုဖြစ်တာလားအကြောင်းကြောင့်ကျိုးတရားပေါ့ ကြောင်းကြောင့်ကျိုးရပေါ်တာပါဗျာ ကြောင်းကျိုးသိဖို့လိုတယ်နော် မှန်ပါဗျာ စားဝတ်နေနဲ့ပတ်သက်ပြီးတော့မှုသားကိုအမျိုးမျိုးမသုံးကြဘူးနော် သုံးရပါရဲ့ဗျာ သုံးရင်မှုသားဝါရကံမထက်လား တိုင်းပါရဲ့ဗျာ ထိုင်တည်တည်ချမ်းနဲ့အပေရလွတ်ပါ မလွတ်ပါဘူးဗျာ အပေကိုကြငရဲအာယံခံငရဲတဲ့စိတ်လူပြည့်တာလူဖြစ်တဲ့ဘဝမှာစားဝတ်နေပတ်သက်လို့အမျိုးမျိုးမှုသားကိုသုံးရတယ်နော် မှန်ပါဗျာ အဲ့ဒါအကြောင်းကြီးတော့အကျိုးတရားတွေပေါ်တာပေါ့ မှန်ပါဗျာ အစားဝတ်နေပတ်သက်ပြီးတော့ငွေကြေးကိစ္စသံသဘာကိစ္စချီလို့ငှားလို့လွယ်ကူတော်ရရဲ့ မ လား ရပါဘူးဗျာ ဘလူအယုံကြည်မရှိဘူးနော် မှန်ပါဗျာ အလိုဖြစ်တာလားအကြောင်းကြောင့်ကျိုးတရားပေါ့ အကြောင်းကြောင့်ကျိုးရပေါ်တာပါဗျာ ဘိမ့်ဘိမ့်ကစွန်လှောဆန်အရက်တေးတေးကိုတောက်စားပြန်သူရာမေရိယကံမထက်လား တိုင်းပါရဲ့ဗျာ သူရာမေရိယကံထက်တေးတရားချမယ်နဲ့အပေကလွတ်ပါ မလွတ်ပါဘူးဗျာ အပေကိုကြငရဲအာယံကံငရဲတဲ့စိလူပြတာလူဖြစ်တဲ့ဘဝမှာယူတဲ့ပုဂ္ဂိုလ်မြင်ဘူးရဲ့လား မြင်မှုပါရဲ့ဗျာ ယူတဲ့ပုဂ္ဂိုလ်ဆွမ်းတဲ့ပုဂ္ဂိုလ်အားတဲ့ပုဂ္ဂိုလ်နော် မှန်ပါဗျာ ဘဝရှိတာအဲ့ဓာတွေကခံရလေကြာရလား မှန်ပါဗျာ ငါးပါးထက်မှသူရမေရိယကံအဆိုးဆုံးကွယ်နော် မှန်ပါဗျာ အထူးသဖြင့်ရှင်ရင်ဖို့မကောင်းလား ကောင်းပါရဲ့ဗျာ ကိုပြန်စဉ်းစားနော် မှန်ပါဗျာ မတော့ခင်မစားခင်မမှုခင်ပင်ကိုစိတ်လေးကရိုးရိုးပေါ့ မှန်ပါဗျာ တော့လို့မူးတဲ့ခါပင်ကိုစိတ်တွေရှိသေးရဲ့လား မရှိပါဘူးဗျာ အဲ့ဒီခါတက်ခြင်းတဲ့စိတ်တွေပေါ်တယ်နော် မှန်ပါဗျာ ခိုးခြင်းတဲ့စိတ်တွေပေါ်တယ်နော် မှန်ပါဗျာ သူများလင်သားများကိုဖြည့်ဆည်းခြင်းတဲ့စိတ်တွေပေါ်တယ်နော် မှန်ပါဗျာ မှုသားသုံးခြင်းတဲ့စိတ်တွေပေါ်တယ်နော် မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်း ကောင်းပါရဲ့ အဆိုးဆုံးကွယ် မှန်ပါဗျာ အဲ့ဒါပါဏာတိပါဒသသူရမေရိယဆုံးပါဏာတိပါဒသမိစ္ဆာတိတဲ့ဆုံးကိုချင်းစာမယ်ဆိုမေတ္တာသက်တော်အနန္တောပါ မှန်ပါဗျာ ဝိယံတုသစ္စာမှာဖယ်ရက်ဘဝသွားကမိဘမရှာဆွေမျိုးမရှာမိုးချစ်သားချစ်မရှာမိတ်ဆွေမရှာဘူးကွယ်နော် မှန်ပါဗျာ အဲ့လိုစိတ်သိဖို့မကောင်းလား ကောင်းပါရဲ့ဗျာ ကိုချင်းမစားလို့နေရာထိုင်တာမပြေတာပေါ့ မှန်ပါဗျာ ကိုချင်းစားရအကုန်ပြေတယ်ကွယ်နော် မှန်ပါဗျာ အဲ့ဒါကံကိုယုံကြည်ရမယ် မှန်ပါဗျာ ဉာဏ်ကိုအားကိုးရမယ် မှန်ပါ ကံကိုယုံကြည်ရမယ်စားရလား မှန်ပါဗျာ ဒါယုံကြည်ဖို့မလိုဘူးနော် လိုပါရဲ့ဗျာ ယုံကြည်အကုသိုလ်သာအတက်နဲ့သွန်ရှောင်းတာပေါ့ မှန်ပါဗျာ ကုသိုလ်ကိုရှောင်းရတယ်ကွယ် မှန်ပါဗျာ လဲလာကြ မှန်ပါဗျာ ထိတိရတဲ့ပစ္စည်းကတီလာနဲ့ပြည့်စုံမတန့်ရှင်းဘူးလား တန်ရှင်းပါရဲ့ဗျာ တန့်ရှင်းတဲ့ကိုလှူရတဲ့နေများမဆိုအကျိုးပေးတန်တော့တာနော် မှန်ပါဗျာ တန့်ရှင်းဖို့လိုတယ်ကွယ် မှန်ပါဗျာ အဲ့ဒါလွယ်အချက်တွေနော် မှန်ပါဗျာ တိမှပယ်နေတာပေါ့ မှန်ပါ မတိမပယ်နိုင်ဘူးနော် မှန်ပါဗျ
စေနာတဲ့အကျိုးပေးတာသိစေချင်တယ်နော်စေနာနဲ့ဘိက္ခုကမ္မဝရာမိလို့မောဘူးလားထက်ကမကြသူကြဘူးတတ်မယ်ရှေ့ထေကျော်ကတက်ပြီးအုပ်ချုပ်တဲ့ရှင်ပြင်းကြီးတောလေခါစားသွားတယ်နော်ရာဒီဥရောကတခုကဆုံးပေါ့တဲ့တွေကကျွေပြီနော်သုံးပုံတပုံလောက်တော့ကျန်အောင်မှာပေါ့အဲ့ဒီမှာဒုတ်တိနာဆိုတိနာမရှိတဲ့ယဟန်ကြီးရှိတာပေါ့ငါးမြားတဲ့ဝါသနာရှိတယ်နော်လူသူလေးပါအရောက်ပေါက်နေတဲ့တောထဲမှာသွားငါးမြားတာပေါ့မြင်ရင်သူ့ကိုအကျဉ်းချုပ်ပြက်မှာကိုတောထဲတောင်ထဲသွားငါးမြားတယ်ကြာချက်တန်ကြားတဲ့အခါတတိမပြုဘူးလားပြုပါတယ်ဗျာတရိပ်ဆန်လားလူလားတော့တရိပ်ပြုတယ်နော်ညာတော့ပြတရိပ်ဆန်က၄ချောင်းခတ်သွားတာနော်လူက2ချောင်းကြွပြီးတော့သွားတာနော်တင်ခေတအမှတ်ပြတဲ့လူကတိတာပေါ့ဟောတဲ့တန်လူတန်ပေါ့ငါးမြတဲ့ရုပ်တံကိုဖွက်ပြီးမှလမ်းမှာပေါက်တဲ့တစ်ပင်ကြီးအောက်မှာတင်မလင်းစင်းလို့ဖလားလမှာမဲ့ဝင်တဲ့ပုံကြီးထိုင်နေတော့တာပေါ့ရှင်ပြင်းနဲ့ဥတက်ပြီးတော့မှတွေးဆုံတယ်နော်ဥတက်ရှ िख ိုးလိုက်တာပေါ့ရှ िख ိုးတော့မျိုးမျိုးလျှောက်တယ်နော်ဘလို့ပဲလျှောက်မထူးဘူးပေါ့ရှင်ပြင်းကစဉ်းစားတယ်သက်တော်တဲ့တောင်ထဲမှာတာမန်ပုဂ္ဂိုလ်မဟုတ်အာတိုးကုန်နဲ့ရဟန္တာဖြစ်မယ်ရှင်ပြင်းစိတ်ထဲကလည်းတဲ့သူတော်ကောင်းစိတ်တွေကုသိုလ်စိတ်တွေဖြစ်မနေဘူးလားဖြစ်ပါပါအာတိုးကုန်နဲ့ရဟန္တာတဲ့ဗျာအဲ့ဒါနဲ့သွားတော့တာပေါ့သွားလို့နန်းတော်ရောက်တဲ့အခါရွှေတော်ငွေတော်တွေပေါက်တော့တာကြားလားပွဲတော်ဆက်လာတဲ့အခါနောက်ထပ်ပြန်ပြီးတော့မှအချိန်နာရီရှိသေးတယ်ပြန်အချစ်ခိုင်းတယ်နော်အခုချစ်ပြီးတော့အဲ့ဒါမှတော့ရပုဂ္ဂိုလ်ရှိတာပေါ့အာတော့ကုန်နဲ့ရဟန္တာရှိတာပေါ့အဲ့ဒီပုဂ္ဂိုလ်ဆွမ်းကတွတ်ဖို့စကူးမထေဘူးလားထဲပါတယ်ဗျာဘလူလွှန့်တော်မလဲဆိုစဉ်းစားတယ်နော်မှန်ပါဗျာကျောင်းနေဖက်တငယ်ချင်းပေါ့မှန်ပါဗျာကျောင်းသားတော်ကလည်းစကားပြောတာအပိုလိုမရှိတိကြတယ်နော်မှန်ပါဗျာရှင်မြေဖြစ်တော့သူကအမက်ရထုခံလိုက်တာပေါ့မှန်ပါဗျာအမက်ထဲမှာလည်းအတော်ဆုံးပေါ့အဲ့ဒီပုဂ္ဂိုလ်ဆွမ်းဖို့လွှတ်လိုက်တယ်ဆွမ်းကလွှတ်တယ်ကြားရင်မှန်ပါဗျာမြို့ကတော့ကိုအထွတ်ဆိုတော့ခါတေယုတ်ကမနှင်းရပဲကိုမှန်ပါဗျာအနာကြမှာတေယုတ်ကနင်းတော့ကလှည့်ကြည့်တော့ငါးများတဲ့ဒုက္ခမဖုတ်ခင်တော့ဘူးပေါ့မှန်ပါဗျာရင်ဆိုင်တွေ့သွားပြီနော်မှန်ပါဗျာအမိန့်တော်ပါတဲ့တန်းဆွမ်းကတာပေါ့မှန်ပါဗျာစာသုံးလို့ပြီးတော့စဉ်းစားတယ်ဒုက္ခလာပုဂ္ဂိုလ်ကြီးရတယ်မှန်ပါဗျာငါအကြောင်းတော့တေတကရှင်ပြင်းပြီးတော့မှာပေါ့မှန်ပါဗျာရှင်ပြင်းပြီးသေရမှာနဲ့နေရမှာသေရမှာကမြားတယ်မှန်ပါဗျာနေရမှာကနေတယ်နော်မှန်ပါဗျာအသေးမလွတ်မဲ့အတူတရားအထုတ်နဲ့သေမယ်တဲ့ကြားလားမှန်ပါဗျာတရားထုတ်တော့တာဗျာမှန်ပါဗျာကြောက်တော့တရားထုတ်တာနော်မှန်ပါဗျာပြန်သွားတဲ့ခါကျတော့နဲတော်ရောက်ဘယ်လိုလဲတွေ့ခဲ့တယ်လို့မမေ့ရဘူးလားမေ့ရပါဘူးငါးများလုံးတွေ့တယ်လို့သူတို့မတင်ဘူးလားတင်ပါတယ်ဗျာအာသောကုံနဲ့ရဟန္တာကိုသူယုံမှာဖြစ်ဝင်ပြောရမလားဆိုတော့အမဲ့အရာသူကဖြုတ်လိုက်တော့တာကွာမှန်ပါဗျာအဲ့ဒါသူကဖြုတ်တော့တာမှန်ပါဗျာစိတ်ဘုံမကောင်းလားကောင်းပါဗျာအဲ့ဒါသူတော်ကောင်းသူယုံမှာဖြစ်ဝင်ပြောရလားအမဲ့အသူကဖြုတ်လိုက်တော့တာမှန်ပါဗျာစိတ်ဟောဖို့ကသူယုံမှာနော်မှန်ပါဗျာလဲလာဖို့မကောင်းလားကောင်းပါတယ်ဗျာကဲရွှေတော်ငွေတော်ပေါက်တာနေအောင်အဲ့တဲ့အကျေညိုခံတဲ့ပုဂ္ဂိုလ်ကအကျိုးပေးတာကိုယ်ရှင်နာကအကျိုးပေးတာကိုယ်ရှင်နာအကျိုးပေးတာကိုယ်ရှင်နာအကျိုးပေးတာနော်မှန်ပါဗျာကအဲ့တဲ့ရှင်နာအကျိုးပေးတာလေသိစီခြင်းနဲ့ကွယ်မှန်ပါဗျာဘယ်လိုလဲသိစီခြင်းတာလဲလို့ရုပ်ပွားတော်တွေဆင်းထုတော်တွေစီတီတော်တွေမရှိဘူးလားရှိပါတယ်ဗျာဆွမ်းတော်ကတ်တကစားတာမြင်တယ်လားဟိမမြင်ပါဘူးဗျာမြင်ဘူးနော်မှန်ပါဗျာမမြင်냐တယ်လေကုသိုလ်မရဘူးလားရရပါတယ်ဗျာဟောအကျိုးပေးတာလားကိုယ်စေရနာလားကိုယ်စေရနာအဲ့ဒါယုံကြည်ဖို့မကောင်းလားကောင်းပါဘူးစေနာကံတဲ့သာကွယ်နော်မှန်ပါဘူးအဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါဘူးဗျာအဲ့ဒါစေနာတဲ့အကျိုးပေးတာနော်မှန်ပါဗျာအမေအထုကဖြုတ်ခွန်လေးကြတော့စဉ်းစားတယ်ငါတငယ်ချင်းဟာကြောင်းသားတော်ကလည်းပြောတာအပိုးလုံးမရှိတိကျအမေရဒုက္ခတော့ကလည်းသူအမှန်ဆုံးပေါ့နော်မှန်ပါဗျာဟောပုဂ္ဂိုလ်ဒုက္ခိလာပုဂ္ဂိုလ်ဖြစ်မှာပဲ
ရှင်ပြစိတ်ထဲမှာပြောင်းမသွားဘူးလား ပြောင်းသွားပါလေဗျာ ဒုတိယပုဂ္ဂိုလ်ဖြစ်မဲ့လို့စိတ်ပြောင်းသွားပြီနော် မှန်ပါဗျာ ဟောပုဂ္ဂိုလ်ကကြောက်ကြောင်နဲ့အားထုတ်တာသောတာပန်တရာကအနာဂံယန္နာဖြစ်သွားတော့တာဗျာ မှန်ပါဗျာ ယန္နာဖြစ်ကမှရွှေတောင်ဝေတောင်တွေပြောက်ကုန်တော့တယ်ဟဲ့ မှန်ပါဗျာ သူရုပ်မှာတော့ကတော့ရွှေတောင်ဝေတောင်ပေါက်တယ်နော် မှန်ပါဗျာ ရှင်ပြစိတ်ကသူရုပ်မှာတော့ယန္နာတော့နှလုံးသွင်းတာကို မှန်ပါဗျာ ယန္နာဖြစ်တော့သူရုပ်မှာတော့စေနာပြောင်းမလာဘူးလား ပြောင်းလာပါ အဲ့ဒီစေနာလေးကိုမြင်စေချင်တာသူစေနာတဲ့ကျိုးပြတယ်လို့မဟုတ်ဘူးလား ဟောပါလေဗျာ ကဲအကျဉ်းချုပ်ခံကပြတာကိုယ်စေနာကပြတာ ကိုယ်စိတ်ညာပြီးတော့ အဲ့ဒါကံကံကျိုးယုံကြည်ဖို့မကောင်းလား ကောင်းပါလေ အဲ့ဒါလိုယုံကြည်တဲ့အခါဘုန်းကြီးတွေနဲ့ပတ်သက်ရဟန်းတွေနဲ့ပတ်သက်သံဃာတော်နဲ့ပတ်သက်ပြီးတော့ဆွမ်းကပ်တဲ့အခါတချို့ကြည်ရတယ်နော် မှန်ပါဗျာ ကိုလှူတဲ့ဟင်းပေါ့လေ မှန်ပါဗျာ ကိုခွက်ကိုနှိုက်ကလားမနှိုက်ကလားမကြည့်ရဘူးလား ကြည့်ရပါလေဗျာ နှိုက်ရင်သဘောကျတယ် မှန်ပါဗျာ မနှိုက်ရင်သဘောမကျ မှန်ပါဗျာ နှိုက်တော့သဘောကျလောဖ မှန်ပါဗျာ မနှိုက်တော့သဘောမကျဒေါသ မှန်ပါ ကဲအကုသိုလ်ကမလွတ်ပါကဟဲ့ မှန်ပါ မလွတ်ဘူးနော် မှန်ပါ အဲ့တော့စေနာနဲ့ပြီးကာမလို့စေနာတဲ့အကျိုးပေးတယ်လို့မဟုတ်ဘူးနော် ဟောပါလေဗျာ တန်ကြီးတင်းနဲ့မဟက်ပလန်တန်ခဲ့တာဒီမှာဆိုတော့ဒါရပြီးပြီကွယ် မှန်ပါ မဖုံးသည်ဖြစ်စေဖုံးသည်ဖြစ်စေရပြီးပြီနော် မှန်ပါ အဲ့ဒါလည်းနှုံးသွင်းမှာ မှန်ပါ အဲ့ဒါသတိပေးရတာကွယ် မှန်ပါဗျာ ကဲကိုခွက်ကိုနှိုက်တော့သဘောကျပြီးလောဖ မှန်ပါ မနှိုက်တော့သဘောမကျတော့ဒေါသ မှန်ပါဗျာ အကုသိုလ်မလွတ်ပါကဟဲ့ မှန်ပါ အင်းဖို့ကုံလာကတမျိုးနောက်ကမနောကံကအဖြစ်လိုက်သေးတာဗျာ မှန်ပါ အဲ့လိုလဲစဉ်းစားအိုးလေးလာကြလေးလာကြ မှန်ပါဗျာ တိမှပြင်နေတာနော် မှန်ပါ ပြင်ခဏမော မှန်ပါ ပြည့်ရဲ့အရှင်ပြင်ခဏနော် မှန်ပါ ကြားဘူးတော့နာဝတော့တရားရတယ်မဟုတ်ဘူးလား ဟောပါလေ ပြင်ညပြင်ညာ မှန်ပါ လေးလာကြနည်းများမဆိုနော် မှန်ပါဗျာ အဲ့လိုသဘောပေါက်ပုံလို့တဲ့ကွ မှန်ပါဗျာ အာကိုဟမှာကဉာဏ်ယုံကြည်ရမှာကကံဉာဏ်ဆိုတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပညာမေခင်နှစ်ပါးတမ္မာဝါမတမ္မာတတိတမ္မာသမာဓိသမာဓိမေခင်သုံးပါးပေါင်းလို့တော့ရှုဉဏ်မေခင်၅ပါးပေါ့ မှန်ပါဗျာ အမြင်ခံကယူပက်ကန္နာဝေဒနေကန္နာတင်ညက်ကန္နာသင်္ကာရကန္နာဝိညာဉ်ကန္နာနော် မှန်ပါဗျာ အမြင်ခံအရှုခံခန္ဓာ၅ပါးပေါ့ မှန်ပါဗျာ အဲ့ဒီ၅ပါးမှာရုပ်ကိုရှုလဲနာမ်ပါတယ်နဲ့ရှုလဲရုပ်ပါတယ်မဟုတ်ဘူးလား ဟောပါလေဗျာ ဝိညာဉ်ကိုပဲရှုရှုဝေဒနာပဲရှုရှုရုပ်ကိုပဲရှုရှုပေါ့ မှန်ပါ တစ်ခုပဲလိုပါတယ် မှန်ပါ စိတ်ပုံမကောင်းလား ကောင်းပါလေဗျာ တစ်ခုရှိ냐သလားအကုန်လုံးပါပြီးသားနော် မှန်ပါဗျာ သုတ်တန်ဤတော့ကကိုခုခန္ဓာဖွဲ့တဲ့ကမရှိမတောင်းပေါ့ မှန်ပါဗျာ အပိဓမ္မာတိကြတော့မြင်တာတပြိုင်တည်းဖြစ်တာကွာ မှန်ပါ ပြည့်တဲ့တပြိုင်တည်းနော် မှန်ပါ ရုပ်ကနံဟုတ်ကဲ့လား ဟုတ်ပါ နံကရုပ်ဟုတ်ကဲ့လားမဟုတ်냐သလားဖြစ်ရအတူပေါ့ မှန်ပါ ပြည့်ရအတူပေါ့ မှန်ပါ ရှေ့လောက်ရရဲ့လားအဲ့ဒါလိုသိဖို့လိုတယ်နော် မှန်ပါ အဲ့ဒါအပိဓမ္မာကြီး မှန်ပါ လဲလာဖို့မကောင်းလား ကောင်းပါ သုတ်တန်ကြီးကမရှိမနှောင်းကွယ်နော် မှန်ပါဗျာ အဲ့ဒါလွင်အချစ်တွေကြရလား မှန်ပါဗျာ ကဲတခါပြင်ပြီးတော့မုံဆံတော့ဘုရားကြီးတစ်ခွင်ရဟောတဲ့ထက်မှလည်းပါတယ်နော် မှန်ပါဗျာ ရှေးကယဟန်တစ်ပါးရှိတာပေါ့ မှန်ပါ တော်နေပုဂ္ဂိုလ်ပေါ့နော် မှန်ပါ အာတော့ကုံနဲ့ယဟန်လာကြီးရှိလာပြီးတော့အရှင်ပြောတော့ယဟန်ကိစ္စပြည်လာလဲယုံကြည်တယ်တဲ့နော် မှန်ပါဗျာ အဲ့ဒါကိုမိမိကနိဗ္ဗာန်ကိုမြင်ပုံမြင်နည်းနဲ့အလုံးနဲ့တဝရှင်းပေးသမှာဗျာလို့မလျှောက်ဘူးလား ကောင်းပါလေဗျာ အဲ့တော့ပထမယဟန်လာကြီးကအာရဏ6ပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလား ဟောပါလေဗျာ မကျေနပ်ဘူးပေါ့ မှန်ပါဗျာ ဟာရောမကျေနပ် तू ကအာရဏ12ပါးကို မှန်ပါ 12ပါးရထားတော့6ပါးဆိုဘယ်ကျေနပ်မလဲကွာ မှန်ပါဗျာ လဲလာဖို့မကောင်း ကောင်းပါလေ နောက်ဒီပြေပုဂ္ဂိုလ်ရှိသေးလားမမေ့ရဘူးလား မေးရပါလေ ဟိုဘက်ကတဲကြောင်းကိုသွားပါနော် မှန်ပါဗျာ အဲ့တဲ့တော့ခန္ဓာ၅ပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလား ဟောပါလေ သူကဒါလို့ဆိုးတယ် မှန်ပါ မလားဘူးလားဟဲ့ သာပါလေ ဒီပြေပုဂ္ဂိုလ်ရှိသေးတယ်ဟိုဘက်ကကြောင်းကိုသွားပေါ့ မှန်ပါ အဲ့ဒါကြောင့်ဓာတ်ကြီး၄ပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလား ဟောပါလေဗျာ နောက်ဆုံးကြတော့ကရေယံကိစ္စသူကတပ်ပန်တန်နေရောက်တာဓမ္မန်တီပေါ့ မှန်ပါ ဖြည့်တယ်နဲ့ပြည့်တယ်လို့တော့ဘာမှမရှိဘူးပေါ့ မှန်ပါဗျာ လဲလာဖို့မကောင်းလား ကောင်းပါလေဗျာ အာရဏ6ပါးနဲ့ခန္ဓာ၅ပါးတူရဲ့နော် မတူပါဘူးဗျာ ခန္ဓာ၅ပါးနဲ့ဓာတ်ကြီး၄ပါးတူရဲ့နော် မတူပါဘူးဗျာ ဖြည့်ပြည့်ကြတော့အကုန်လုံးမတူလား တူပါလေဗျာ ဖြည့်ပြည့်ကိုတီးဖို့လိုတာကွယ်အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါလေ စဉ်းစား မှန်ပါဗျာ ကဲတခါ12မျိုးဟင်းချိုလို့ဥပမာပေးလို့မဟုတ်ဘူးလား ဟောပါလေဗျာ 12မျိုးဟင်းချိုနော် မှန်ပါဗျာ
စားငံနေဆိုတော့တခုတည်းပေါ်မနေဘူးလားကျန်တာတွေကငုတ်ပြီးတော့ပါတယ်နော်ပေါ်လွင်တာကစားတခုပေါ့အချို့ဟင်းကြတော့လဲစားတော့ကောင်းတယ်ငရုတ်သီးလွင်ခဲ့တာပေါ့ဆက်တယ်ငရုတ်သီးဆက်တယ်လို့မပြောဘူးလားပြောပါတယ်ငရုတ်သီးလွင်ခဲ့နေတာအဲ့ဒါထေရှားတာကိုရှုလို့မဟုတ်ဘူးလားအဲ့ဒါလိုလေ့လာဖို့မလိုဘူးလားစဉ်းစားကြကွယ်နော်နတိသောသဝိယလို့မြတ်စွာဘုရားမောလားရေမြတ်တွင်သင်္စီစစ်နေတယ်နော်တနည်းအားဖြင့်မိလျံများတတောက်တဲ့တောက်နေတာပေါ့အခုလည်းခန္ဓာမှာတစ်ဖြစ်တစ်ဖြစ်ပြနေတာပေါ့အဲ့လိုဖြစ်ပြနေရတဲ့တခါမှမတွေ့ကြတဏှာကြလို့မတွေ့ဘူးဒီသေးပေါ်မကောင်းလားလို့ပုံလုံးလေးမဟန်လို့ပေါ့အဲ့လိုစိတ်သေးပေါ်မကောင်းလားလေ့လာကြထွေတာတိဝင်တာတိမောဘူးနော်ထားလိုက်တယ်ဆိုတော့ကသူတွေငါလားဝါရောတဲ့ဝါရောလို့တိပေါ်မလို့ဘူးလားရဲ့တကသူတွေငါလည်းလားဝါရောတဲ့ဝါရောလည်းတိတာသူငါလားကာယဝင်ကာယဝင်ခြင်းကနံတရားမရဝါရောကယုတ်တရားမရနန်းနှစ်ပါးပေါ့ရဲ့တနန်းလေးယုတ်ထိုင်တာလဲနန်းလေးယုတ်ပေါ့မှန်ပါဗျာရှိသေးပေါ်မကောင်းလားကောင်းပါဗျာနန်းယုတ်တိဖို့လို့တာမလားမှန်ပါဗျာညောင်းတယ်ညာတယ်ကြိုက်တယ်ခဲတယ်ပူတယ်အေးတယ်ရတယ်ရနေမပြောဘူးလားပြောပါဗျာစင်စစ်ကညောင်းတာလားဖောက်ပြန်တယ်ဖောက်ပြန်ပါဗျာကြိုက်တာလားဖောက်ပြန်ဖောက်ပြန်ပါဗျာအောင့်တာလားဖောက်ပြန်ဖောက်ပြန်ပါဗျာပူတာလားဖောက်ပြန်ဖောက်ပြန်ပါဗျာရတာလားဖောက်ပြန်ဖောက်ပြန်ပါစေတကဖောက်ပြန်တဲ့သဘောနဲ့သိတဲ့သဘောလွတ်လို့ဘာများရှိသေးလဲအဲ့လိုသိဖို့မကောင်းလားကောင်းပါဗျာအဲ့ဒါတရားထိုင်တဲ့ကလည်းတွေ့မယ်စဉ်းစားသွားတဲ့ကလည်းတွေ့မယ်နော်မတွေ့မရှိဘူးကွယ်ဟိုကမလေ့လာတော့မသိတာအားကြောင့်မလေ့လာတာလေလို့စေတဖို့မကောင်းဘူးဟိုကသင်္ကေတအမှတ်ကဝိပန္နာတအနေက32ခွေထာတာထဲမှာစွဲနေတာကိုကွယ်မှန်ပါဗျာလေ့လာဖို့မကောင်းလားမှန်ပါဗျာရှိစွဲလေစွဲကိုကောင်စွဲလေမှန်ပါဗျာလေ့လာနော်မှန်ပါဗျာကဲအမျိုးသမီးလေးအမျိုးသားလေးဘွားရေးအကျင့်လေးများဖြစ်သား၄ယောက်မွေးဖွားတယ်နော်သားဦးကတင်ဦးပေါ့နော်မှန်ပါဗျာဒုတိယကတင်အောင်ပေါ့မှန်ပါဗျာတတိယကတင်မောင်ပေါ့မှန်ပါဗျာသရုတ်ထကတင်ထွေးပေါ့မှန်ပါဗျာတော်တော်လေးအရွယ်ရောက်လို့ကြည်လာတဲ့ကကိုတင်ဦးအိမ်ထောင်ရေးသားကြတဲ့ကဦးတင်ဦးလို့မခေါ်ဘူးလားခေါ်ပါဘူးတင်ဦးရှိတယ်လို့မြည်ကြဘူးလားယူပါပါတင်ဦးလို့ကမထင်ဘူးလားထင်ပါတယ်ရှိတယ်လို့ကမယူလားယူပါတယ်ဗျာဝိဇ္ဇာမျက်မှန်နဲ့တက်ကြည့်လိုက်နော်မှန်ပါဗျာဝိဇ္ဇာမျက်မှန်တဲ့ကတင်ဦးကိုမြင်လာလားအရှင်းကိုမြင်လားအရှင်းကိုမြင်ပါပါဗျာတင်အောင်ကိုမြင်လာလားအရှင်းကိုမြင်လားအရှင်းကိုမြင်ပါပါတင်မောင်ကိုမြင်လာလားအရှင်းကိုမြင်လားအရှင်းကိုမြင်ပါပါတင်ထွေးကိုမြင်လာလားအရှင်းကိုမြင်လားအရှင်းကိုမြင်ပါပါဗျာအရှင်းပဲမြင်တယ်နော်မှန်ပါဗျာတင်ဦးထဲလို့လေးနဲ့ပုတ်ကြည့်လိုက်တာပေါ့မှန်ပါဗျာတင်ဦးတွေ့မလားအတန်လားအတန်ပါဗျာတင်အောင်တွေ့မလားအတန်လားအတန်ပါဗျာတင်မောင်တွေ့မလားအတန်လားအတန်ပါဗျာတင်ထွေးတွေ့မလားအတန်လားအတန်ပါဗျာတင်ဦးထဲလို့နမ်းကြည့်လိုက်နော်မှန်ပါဗျာတင်ဦးတွေ့မလားအနံ့တွေ့အနံ့တွေ့ပါတင်အောင်တွေ့မလားအနံ့တွေ့အနံ့တွေ့ပါတင်မောင်တွေ့မလားအနံ့တွေ့အနံ့တွေ့ပါတင်ထွေးတွေ့မလားအနံ့တွေ့အနံ့တွေ့ပါတင်ဦးထဲလို့ရှာလေးနဲ့ရက်ကြည့်နော်မှန်ပါဗျာရတာတဲ့ငံပြပြမတွေ့လားတွေ့ပါဗျာတင်ဦးလားရတာတဲ့ရတာပါတင်အောင်လားရတာနဲ့ရတာပါတင်မောင်လားရတာနဲ့ရတာပါတင်ထွေးလားရတာနဲ့ရတာပါချီစကောင်းထိုးတကူလုံးစမ်းပြကချီပြငါစမ်းပြအနုလုံဘုဒ္ဓလုံနော်မှန်ပါဗျာတင်ဦးထင်လို့ဖျားပေးတဲ့ညံလေးနဲ့ကန်ဆန်းကြည့်နော်မှန်ပါဗျာပူနွန်းမတွေ့လားတွေ့ပါတယ်ဗျာတင်ဦးလားတည်စောတဲ့တည်စောတတ်ပါတင်အောင်လားတည်စောတဲ့တည်စောတတ်ပါတင်မောင်လားတည်စောတဲ့တည်စောတတ်ပါတင်ထွေးလားတည်စောတဲ့တည်စောတတ်ပါပူရာအေးရာတည်စောနော်မှန်ပါဗျာပူရာအုံနာတည်စောပေါ့မှန်ပါအေးရာတိတတည်စောပေါ့မှန်ပါဗျာပူတယ်အေးတယ်တိတာသူငါလားကာယဝင်ကာယဝင်နံတရားမရလားပူရာအေးရာကယုတ်တရားမရနန်းနှစ်ပါးပေါ့မှန်ပါဗျာတင်ဦးလားနံနေရောနံနေရောတင်အောင်လားနံနေရောနံနေရောတင်မောင်လားနံနေရောနံနေရောတင်ထွေးလားနံနေရောနံနေရောကဲကိုထင်းတယ်ဘာဖြစ်လို့မတွေ့တာမရှိလို့ပါဗျာ6လွာတာသေချာလက်ကြည့်တာနာယုတ်ပဲတွေ့တယ်နော်မှန်ပါဗျာထင်တာတွေတခုကမတွေ့မှန်ပါ
ဘာပြည့်လို့မတွေ့တာလဲ မရှိလို့ပါဗျာ အဲ့ဒါယုံကြည်ဖို့လို့တယ် မှန်ပါဗျာ ယုံကြည်ရင်လူဆွဲဒိဋ္ဌိနဲ့ဆွဲဒိဋ္ဌိဗမာဆွဲဒိဋ္ဌိမပြုတ်ဘူးလား ပြုတ်ပါတယ်ဗျာ ဒိဋ္ဌိပြုတ်ရင်ဗျမကြီးလေးကဖန်ဆင်းတဲ့ထာဝရဘုရားဖန်ဆင်းတဲ့ပေတရုနဲ့ဖန်ဆင်းတဲ့ယုံမလား မယူပါဘူး ဝေစီကိစ္စမချုပ်လား ချုပ်ပါတယ် အဲ့ဒါလိုလေ့လာဖို့မကောင်းဘူး ကောင်းပါတယ် အဲ့ဒါလွဲချက်တွေကွယ်နော် မှန်ပါဗျာ ဖြစ်ပြီးတော့မပြည့်လား ပြက်ပါတယ် သိပြီးတော့မပြည့်လား ပြက်ပါတယ် အဲဒါဖြစ်ပြည့်ပေါ့ မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်းဘူး ကောင်းပါဗျာ ချမ်းသာတဲ့တရားလားရှင်းတယ် ဒီရဲ့ဗျာ အဲ့ဒါသိဖို့လိုတယ်ကွယ် မှန်ပါ ဖြစ်ပြည့်ဆိုတာကိစ္စတရားလူတွေကနှုတ်ဖျားမှသိနေတယ်နော် မှန်ပါဗျာ တကယ်ကြကရုပ်ကိုမတွေ့တော့တွေ့ပါမလား တွေ့ပါဘူး ဉာဏ်ကိုမတွေ့ရင်ကဖြစ်ပြည့်တွေ့ပါမလား တွေ့ပါဘူး စာထဲမှာဖြစ်ရင်နှုတ်ဖျားမှာဖြစ်ပြည့်တာရတာပေါ့ မှန်ပါဗျာ အဲ့ဒီဖြစ်ပြည့်ကိုယ်ကမူပြောင်းရဲ့လား ရောင်းပါဘူး မပြောင်းကိုမြင်တာမဟုတ်လို့ပေါ့ မှန်ပါ တကယ်ဖြစ်ပြည့်တွေမူပြောင်းရမှာပေါ့ မှန်ပါဗျာ စီစစ်ပုံမကောင်းလား ကောင်းပါဗျာ ဂျပန်ပြည်ကလာတဲ့ဥမာတစ်ခုပေါ့နော် မှန်ပါဗျာ ကျွေးစလုံးပေါ့ မှန်ပါဗျာ မနစ်စာကချစ်ပြီးတော့အုတ်ထဲထည့်တာနော် မှန်ပါဗျာ နေဝင်အထိတဲ့ဓာတ်မပြည့်ဘူးပေါ့ မှန်ပါဗျာ နွေလေးနော် မှန်ပါဗျာ အဲ့ဒါမိမိကဆွမ်းကောင်းမှချစ်ပြီးတော့အုတ်ထဲထည့်လိုက်တာပေါ့ မှန်ပါဗျာ သုံးသင်းပေးရတယ် မှန်ပါဗျာ တဏီကုံခံတာကို မှန်ပါဗျာ စီစစ်ပုံမကောင်းလား ကောင်းပါဗျာ ရဟန်းကလည်းနှစ်ပွဲသုံးပွဲပြင်ထားတာနော် မှန်ပါဗျာ အဲ့ဒါဆွမ်းကပ်လို့ယူခဲ့တာပေါ့ မှန်ပါ ခ ဗျာ ပ်ပဲကြတော့ခရုတ်တက်ပြီးတော့လွင့်ပြီးတော့ကွဲသွားတာဗျ မှန်ပါဗျာ စီစစ်ပုံမကောင်းလား ကောင်းပါဗျာ တခါမှမကဲ့အသေးဘူးနော် မှန်ပါဗျာ ကဲအဲ့ဒါဖြစ်ဖြစ်ဘလို့များမြင်ကြတယ်လဲကွယ်ဟမ်ဖြစ်ဖြစ်နဲ့နှုတ်ဖျားမှတီးနေကြတာ မှန်ပါဗျာ လဲလာဖို့မကောင်းလား ကောင်းပါဗျာ ရှင်းလား မှန်ပါ မေဃနိရောဓသမုဒယဒုက္ခမောဘူးလား ကောင်းပါဗျာ ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာပေါ့ မှန်ပါ သမုဒယသစ္စာဒုက္ခသစ္စာမေဃသစ္စာနိရောဓသစ္စာပေါ့ မှန်ပါဗျာ လေးလာဖို့မကောင်းလား ကောင်းပါဗျာ ကဲဝဲသွားလိုက်တဲ့အတွေ့တခါတော့ကက်ပြီးမှကျင်နေပါတယ်တခါမှမကက်ပြီးတော့သိမကျင်နေဘူး မှန်ပါဗျာ ဝဲသွားတာမြင်နေရတာနော် မှန်ပါဗျာ သုံးသိမ့်ပေးရတာ မှန်ပါဗျာ မေဃလားသမုဒိယ ဘုရား သမုဒိယဟေးကြားရလား မှန်ပါဗျာ ရှိသေးတာအပြစ်ကိုမြင်လို့သမုဒိယဖြစ်တာပေါ့ မှန်ပါဗျာ အိုးနဲ့ခွေ့နဲ့ဝိညာဉ်မြင်သမုဒိယ မှန်ပါ ရှိသေးပုံမကောင်းလား ကောင်းပါဗျာ လေ့တွေ့နော် မှန်ပါဗျာ တော့မကွဲတဲ့အဲ့တဲ့ဆန်းတလုံးကရှိသေးရလား မရှိပါဘူး မကွဲတဲ့ဟာလေ မရှိပါ ရှာတဲ့ရှိရလား မရှိပါဘူး မရှိတာအနိစ္စလို့ဟောမဟော ဟောပါဗျာ မရှိဘူးလို့မဟောဘူးလား ဟောပါ မရှိဘူးဆိုဘယ်လိုဆွဲမှလဲကွယ် ဘုရား မေက မှန်ပါ အခုတော့အကွဲကြီးမြင်တာနှမျောတာဒါသမုဒိယမဟုတ်လား မှန်ပါ ဒါအိုးကွဲပကံကွဲမြင်တဲ့ဖြစ်ကွယ် မှန်ပါ စီတိဘုံမကောင်းလား မှန်ပါ ပြစ္ဆုတ်ပန်နိစ္စရောရမအာနိမိတ်ထိစ္စဘာဝီလို့မောမလား ဟောပါ တန်တန်ပါရလား မပါပါဘူးဗျာမပါဘူးနော် မှန်ပါ အာနိမိတ်တာဗော မှန်ပါ အဲ့ဒါလိုမြင်ဖို့မကောင်းလား ကောင်းပါ ကဲအခုတော့မခွေးတဲ့ရှာကြည့်ရှိရလား ရှိပါဗျာ နေနေလေးကိုပဲရှာလို့မတွေ့ဘူးနော် မှန်ပါ မတွေ့တာမရှိတာအနိစ္စလို့မဟုတ်ဘူးလား ဟောပါ အဲ့ဒါပြစ်တာ မှန်ပါ အခုအကွက်မြင်တာကဖြစ်တာ မှန်ပါ အစားထိုးတာ မှန်ပါ ဟောကမရှိဘူးလားတွေ့သေးရလား တွေ့ပါ ကိုတွေ့နေတာကကိုယ်ကနှမျောတာသေပါလဲမကွာတခါတော့ကဲ့မှာငါကျင်တတ်တယ်လာပြီးသမှုတရားက မှန်ပါ စိတ်ပေါ်မကောင်းလား ကောင်းပါ ကဲမကွဲတာမြင်တဲ့အခါနှမျောတရားပါသေးရလား ပါပါ တွေ့ကိုမတွေ့အနိစ္စ မှန်ပါ သိတာမဲ့ကလည်းမဟုတ်ဘူးလား ဟောပါ အဲ့လိုသိမရှိတာသိအစားထိုးတာသိလို့ဆရာတော်ဟောမဟော ဟောပါ အဲ့လိုလင့်လာစမ်းပါဗျာ မှန်ပါ စီစစ်ပုံမကောင်းလား ကောင်းပါဗျာ ကိုယ်ကွယ်ပကံကွယ်မြင်တဲ့အနိစ္စတော့သမုဒိယပွင့် မှန်ပါ လင့်လာဖို့မကောင်းလား ကောင်းပါ အေးတကယ်အနိစ္စမရှိတာအနိစ္စသိတာမဲ့ကတော့ပြောတယ်နော် မှန်ပါဗျာ ကဲမျက်နှာကြီးအိုအိုမလားဘူးလား ဟောပါ နှမျိုးတာကို မှန်ပါ ဟောကအနိစ္စမရှိဘူးဆိုတော့တွေ့တာသိရလား တွေ့တာပါ မဲ့ကလည်းမဟုတ်ဘူးလား ဟောပါ နိရောဓ မှန်ပါဗျာ ကဲမျက်နှာအိုတာပါသိရလား မှန်ပါပါ အဲ့ဒါလိုတာမူပြောင်းမလားဘူးလား ပြောင်းပါ ကဲဟောကမျက်နှာအိုလာပြီးနှမျောတာသုံးသိမ့်ပေးရလာပြီးကြလား မှန်ပါ အဲ့လိုသိဖို့မကောင်းလား ကောင်းပါ အဲ့ဒီနေရာရောက်ကြိုးစားပါ မှန်ပါဗျာ အဲ့ဒါသဘောပေါက်ဖို့လိုတယ်နော် မှန်ပါဗျာ ကဲလက်တွေမြစ်တွေအပြင်ပြန်ရှင်းလာရသေးတာပေါ့နော် မှန်ပါဗျာ တ
တန်ပြာတိတလုံးရင်ရင်မှဲ့မဲ့အေးပေါ်ပေါ်စားကြည့်နော် မှန်ပါဗျာ ဘုန်းကြီးကလည်းစကားဆက်လာတယ်တန်ပြာတိစပြီးရောပေါ်လို့ပြောဖို့မကောင်းလား ကောင်းပါဗျာ ကတ်တယ်လူကခါရလို့ပြောရဗျာ မှန်ပါ ဒါလား မှန်ပါ ဟိုတချချင်းလို့ပြောမှာကို မှန်ပါဗျာ နုနုလေးတဲ့ခါရတယ်ဗျာအဲ့ဒါတော့ကတ်တယ်လူရှိသေးတာကွာဟာလားတရားဟောတာလွယ်တော့ဘူးကတ်တယ်လူရှိသေးတာရှိသေးပေါ်မကောင်းလားခါရတယ်ကွာကဲရေးရင်အေးပေါ်ပေါ်ဆိုတော့ခါမလားချင်းမလား ရှင်းပါဗျာ ကဲစဉ်းစားနော် မှန်ပါ အာယုံအာရမဏိကလို့မဟုတ်ဘူးလား ဟောပါဗျာ အာယုံမှန်မှတရားမှန်တာနော် မှန်ပါဗျာ တန်ဖြာတိလားချင်းနဲ့ရတာ ရှင်းရရပါ ကိုပရိဟောတော့ကဒီတရားကိုမချရခင်မနာခင်တော့တန်ဖြာတိအနေနဲ့စားတာကို မှန်ပါဗျာ တန်ဖြာတိချင်းလို့မယူကြဘူးလားအခုတွေ့တာတန်ဖြာတိတွေ့တယ်လားချင်းတာတွေ့တာ ရှင်းတာတွေ့ပါ ဒါသူများမင်းရမှာလားကိုတွေ့လား ကိုတွေ့ပါ ဩမျက်စိနဲ့ကြည့်မြင်ရလား မြင်ရပါ ချင်းတာကိုမြင်ရလား မြင်ရပါ ကလေးနဲ့ခံဆန်းကြည့်တွေ့ပါမလား တွေ့ပါ နဲကြည့်တွေ့ရလား တွေ့ပါ နားထောင်ကြည့်တွေ့ရလား တွေ့ပါ ရှာနေကြတော့မသိနိုင်ဘူးလား သိနိုင်ပါ ကဲအာယုံအာရမိက မှန်ပါဗျာ အရှိနဲ့အတိနဲ့ထက်သွားဖို့လို့တော့မဟုတ်ဘူးနော် ဟောပါ တန်ဖြာတိတွေ့လားချင်းတော့တွေ့နော် ရှင်းရလို့တွေ့တာ ကဲမြူကြီးလည်းရှိသေးရဲ့ မရှိပါ မရှိဘူးနော် မှန်ပါဗျာ ကဲတခါမိမိကနေတော့မှဟိုလေးစားကြည့်လိုက်တာပေါ့မယုတ်တိစားကြည့်လိုက်ပေါ့ မှန်ပါဗျာ ကဲချင်းတာတွေ့လားဆက်တာတွေ့လား စတာတွေ့ပါ ဆက်တာတွေ့တယ်နော် မှန်ပါဗျာ အဲ့ဒီနေရာလေးမှာပြန်ပြီးတော့မတိတိပြုဖို့မကောင်းလား ကောင်းပါဗျာ မရှိတာအနိစ္စအစားထိုးတာသင်္ခါရလို့မဟုတ်ဘူးလား ဟောပါ တော့မှချင်းလို့တိတဲ့ခန္ဓာရှိသေးရဲ့လား မရှိပါ အဲ့ဒီတိတဲ့ခန္ဓာနဲ့တကွယုတ်တရားလဲအနိစ္စအနန္တရားလဲအနိစ္စကုံအနိစ္စရောက်သွားပြီနော် မှန်ပါဗျာ စက်တယ်လို့တိတဲ့ခန္ဓာဝင်မလာဘူးလား ဝင်လာပါဗျာ အခုသူထင်တာကချင်းလာလဲတဲ့စိတ်စက်တယ်လို့တိတာလဲတဲ့စိတ်ခါလို့တိတာလဲတဲ့စိတ်ငယ်လို့တိတာလဲတဲ့စိတ်တို့မလာဘူးလားမြင်လာလဲတဲ့စိတ်လို့မယူဘူးလားဒီအာယုံကတူရဲ့လားအဲ့ဒါတော့အာယုံကိုပိုင်းခြားကြည့်ပါ မှန်ပါဗျာ ဟောချင်းရတာယုံနော်သူကစက်တယ်ရတာယုံနော်ဟောခါတယ်ရတာယုံနော်သူကငယ်တယ်ရတာယုံနော်အာယုံအာရမိကအာယုံတိတဲ့စိတ်ပေါ်တာ မှန်ပါ အဲ့လိုလေလားဖို့မကောင်းလား ကောင်းပါ အဲ့ဒါမြင်ဆဲမှာဖြစ်တာနော်စားဆဲမှာဖြစ်တာနော်ထိဆဲမှာဖြစ်တာနော်ပင်ကိုကရှိနေတာဟုတ်ကလားအာနိမိတ်တာအနိစ္စ မှန်ပါ အဲ့လိုသိဖို့မကောင်းလား ကောင်းပါ ဒါသိတော့မပယ်ရဘူးလား ပြေရပါ ဒါအနိစ္စလို့သိတဲ့အချိန်မှာနေအောင်တွေ့သေးရလား မတွေ့ပါ နေရုပ်လို့တွေ့တဲ့ခါကလူတွေ့သေးရလား မတွေ့ပါ နတ်ကတွေ့ရလားဗျမာကတွေ့ရလား30ပုံတွေ့ရလား မတွေ့ပါ အာဖြစ်လို့မတွေ့လား ရှိလို့ပါ မရှိရင်လူဆွဲနတ်ဆွဲဗျမာဆွဲဆွဲကြလို့သိရလား လို့ပါ ခေါ်တော့လူလို့မခေါ်ဘူးလားနတ်လို့မခေါ်ဘူးလားအဖေမေလို့မခေါ်ဘူးလားသားလို့သမီးလို့မခေါ်ဘူးလားခေါ်တာဖျားပဲလား ပဲပါ ကဲခေါ်တော့ခေါ်တယ်ဆွဲလား ဆွဲပါ ဘာဖြစ်လို့မဆွဲတာလဲမရှိလို့ကဲလူမရှိနဲ့ပြုတ်ပုတ်ကိုတတ်တော့မရှိဆွဲကြလို့လား လို့ပါ ခေါ်တော့မခေါ်ဘူးလားမရှိဘူးလို့သိခေါ်တော့မခေါ်ဘူးလားဆွဲလားအဲ့ဒါလိုမြင်ဖို့လို့တာ မှန်ပါ ဒီမို့လို့သစ္စာမမှန်ဘူးလား မှန်ပါ ပြည်ရတယ်ပရမတ္တသစ္စာမမှန်ဘူးလား မှန်ပါ နှစ်ရဲ့ဉာဏ်ပြင်တိတိစေလို့မောလား ဟောပါ ဤနေရာအောင်ကြိုးစားအထုတ်ပေါ့ မှန်ပါ ကဲစာစေခန္ဓာကဖြစ်ဖြစ်ဗသစ္စာလဲ ဒုက္ခသစ္စာပါဗျာ တိတာက မေဃသစ္စာပါဗျာ တိတာက ဒုတိယသစ္စာပါဗျာ နောက်ခန္ဓာမလာလား ဒီရောဓသစ္စာပါဗျာ ပိစ္ဆတော့အကွက်ဖဏကွက်ရှိ ဒီဝေရှိပါဗျာ တာကွက်လည်းဖဏပါ အာပါပါ ငါလေးလီ 30 ဤရှစ်သွဲကို အ